ဒီနေ့ Premier League ကလပ်တွေကတော့ Champions League မှာလုံးဝကိုပဲဒါခြေနေမကောင်းတော့ဘူး၅သင်းတွားရောက်ရှင်ပြိုင်နေအုပ်စုပွဲစဉ်တွေမှာတော့ကျွန်တော်တို့၅သင်းလုံးခြေနေကောင်းပြီးတော့အုပ်စုကနေတက်ခဲ့တယ်ဒီတော့16သင်းအဆင့်ဒါရှုံးထွက်ပွဲစဉ်တွေမှာတော့ကျွန်တော်တို့ဒါ Premier League ကလပ်တွေဖြစ်တဲ့ဒါ Arsenal, Man City, Spurs, Liverpool, Newcastle စတဲ့အသင်းတွေရှင်ပြိုင်ခဲ့ပြီးတော့ဒါ Newcastle အသင်းကကျွန်တော်တို့ဒီဘာသီနာအသင်းကိုရှုံးနိုင်ခဲ့တယ်။ Liverpool အသင်းကလည်းကျွန်တော်တို့ Atletico Madrid အသင်းကိုရှုံးနိုင်ခဲ့တယ်။ဒီ Chelsea အသင်းကလည်းကျွန်တော်တို့ Chelsea အသင်းကလည်းကျွန်တော်တို့ဒါ PSG အသင်းကိုရှုံးနိုင်ခဲ့တယ်။ဒီလိုရလဒ်တွေနဲ့ကျွန်တော်တို့ရှုံးနိုင်ပြီးတော့ဒါ Premier League ကလပ်တွေလုံးဝကိုအခြေအနေမကောင်းတဲ့အနေအထားတစ်ခုကိုကျွန်တော်တို့ရောက်သွားခဲ့တယ်။တကယ်တော့ဗျာဒီနှစ်မှာမှကျွန်တော်တို့ဒါရုန်းကန်ခဲ့ရတဲ့အနေအထားတွေရှိခဲ့တယ်။ Arsenal အသင်းတစ်သားကျွန်တော်တို့တကယ်ကိုပဲကောင်းမွန်တဲ့ခြေစွမ်းတွေဒီတပွဲတစ်ပွဲအဆင်ပြေတဲ့ခြေစွမ်းတွေနဲ့ကျွန်တော်တို့ရှေ့ဆက်နေတာကျွန်တော်တို့တွေ့ရတယ်။တခြား Premier League ကလပ်တွေအတွက်ကတော့ဒါတိတ်ပြီးတော့အဆင်မပြေခဲ့ဘူးအဲ့လိုပဲပြောရမယ်ဒီ semi final မှာဒီ quarter final မှာလည်းကျွန်တော်တို့ဒါ Liverpool အသင်းကဒီ Chelsea အသင်းကိုနိုင်ယူခဲ့တဲ့ PSG အသင်းနဲ့ရှင်ပြိုင်ရမယ်ကျွန်တော်တို့တစ်ဖက်မှာကြည့်ရင်တော့ကျွန်တော်တို့လုံးဝ Arsenal အသင်းကတော့Brooklyn အသင်းကိုကျွန်တော်တို့နိုင်ယူခဲ့တဲ့ Sporting Lisbon နဲ့ကျွန်တော်တို့ဒါရှင်ပြိုင်ခဲ့ရမယ်Arsenal အသင်းအတွက်ကတော့တကယ်ကိုပဲကောင်းမွန်တဲ့ရာသီတစ်ခုဖြစ်သွားအောင်ပါPremier League ကလပ်များအနေနဲ့လာမယ့်နှစ်မှာကျွန်တော်တို့ဒီ Champions League မှာကောင်းမွန်တဲ့ခြေစွမ်းအနေနဲ့ပြန်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ညွှန်လင်းရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe ပြုလုပ်ပေးကြဖို့ကျွန်တော်ညွှန်တောင်းပန်အပ်ပါတယ်